Hello guys, ဒီနေ့မှတင်ဖြစ်တဲ့ဗီဒီယိုကိုဒီနေ့မှလိုက်ပြီးတော့ပဲကြံတော့တယ်နော်ဒီနေ့ပဲလိုက်ပြီးကြားလိုက်တော့ကျွန်မအခုပေါ့နော်ကျွန်မအခုမှတင်ဖြစ်တာဘာလို့ဆိုကျွန်မအရင်နေ့ရောနေတယ်မကောင်းဘူးကျွန်မပြီးတော့ဖျားနေပြီးတော့နားကိုက်နေဝေဒနာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတော့ပြသွားပါပြီတနေ့ကြော်ကြော်လောက်ခံလိုက်ရတယ်ကျွန်မအခု2026မှာကျွန်မပြန်တင်ပေးရပဲဖြစ်ပါတယ်လောလောဆယ်ကျွန်မရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ကျမကိုလည်း like တစ်လောက်ပေးပါရှင်ကျမ like တစ်ခုမှမရသေးဘူးအဲ့ဒါကြောင့်မို့ကျမ follower လေးလည်းများများလေးပေးပါလို့ပြောဆိုချင်ပါတယ်ကြည့်ရဆိုရင်လည်း VPN လေးနဲ့ခံပြီးကြည့်ခိုင်းမှုပြင်ကောင်းချင်ပါတယ်ရှင်အဲ့လိုရှိဝေးဝေးကြီးပြောမနေတော့အခုပြောမဲ့ဇလန်းကိုပဲပြောလိုက်တော့ပြောမဲ့ဇလန်းကကြတော့ပေါ့နော်နိုင်ငံသားမှာပေါ့နော်ဖြစ်သွားတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါပြောမဲ့ဇလန်းဆိုရင်တော့ပေါ့နော်ရင်ထိတ်စရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့နှစ်ထပ်တိုင်းနဲ့နေပြီးတော့သူတို့ရဲ့မိသားစုက၄ယောက်ရှိပါတယ်အဲ့ဒီ၄ယောက်မှာကကြတော့မိခင်ကကြတော့တယောက်သူ့အဖေကကြတော့အလုံးစင်းပါတယ်သူ့အမေကကြတော့ဆက်ရုံမှာဆက်ချုပ်ပါတယ်သူ့အဖေနဲ့သူ့အမေကကြတော့ကွန်မရီမတူကြဘူးကွန်မရီမတူတဲ့အခါကျတော့ဘယ်လိုပြောမလဲအဲ့လိုမျိုးကွန်မရီမတူတော့ရင်းနှီးမဲ့အတူမျိုးလည်းမရှိဘူးသူကလည်းငယ်ချင်းနေမထားဘူးပေါ့နော်အဲ့လိုပဲသူ့ရဲ့အကြီးသူကမောင်နှမ2ယောက်မွေးကြတယ်တစ်ယောက်ကကြတော့အကြီးမရဲ့အငယ်ကောင်ရဲ့အငယ်ကောင်ကကြတော့တော်တော်လေးဆိုးတယ်ပြီးတော့အငယ်ကောင်ကဖယားသခင်ကိုလည်းလုံးဝကိုအာမခံဘူးပြီးတော့ဘုရားသခင်ကလည်းသူကရှ िख ုံးမဲ့စိတ်လည်းမပေါက်ဘူးပြီးတော့ဘုရားကိုလည်းပြီးတော့သူစိတ်ဝင်စားအောင်ပေါ့နော်သူ့ရဲ့အမကဆိုရင်တော့သူကဘုရားတရားလည်းလုပ်တယ်ပြီးတော့သူကအခု15နှစ်ရှိနေပါပြီသူ့မောင်လေးကဆိုရင်12နှစ်ပဲရှိသေးပါတယ်ဒါပေမဲ့သူ့မောင်လေးကတော်တော်လေးငယ်ပါတယ်အခုကျမပြောပြမှလေးဇလန်းကတော့ရင်ထိတ်ပြီးတော့အရန်ကိုရင်နာစရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါသူတို့မိသားစု၄ယောက်ရှိတယ်ပြီးတော့သူ့အဖေနဲ့သူ့အမေကအလုပ်သွားတယ်သူ့အမကျတော့ကြောင်းတက်နေတယ်သူကကျတော့ဒီနေ့အလုပ်ကြောင်းနာရတယ်ဆိုတော့သူကကြောင်းနာရတယ်သူ့အမေကိုကြောင်းနာခိုင်းတဲ့ချိန်မှာပဲအကောင်လေးကနားလိုက်ရောဒီမှာပဲဆက်ဖြစ်လာတဲ့အပြုတွေကကောင်လေးတယောက်က73နှစ်အသက်30လောက်ရှိတဲ့ကောင်လေးကြောက်ကရင်လာတယ်သူ့အိမ်ထဲတကားခောက်ပြီးဦးကိုရဲ့ဘာကိစ္စရှိလို့အိမ်ထဲဝင်လာလဲလို့ပြောလိုက်တဲ့အချိန်အဲ့ဒီဦးလေးကဘာပြောလိုက်လဲဆိုတော့ငါတဲ့မင်းတို့အိမ်ကပစ္စည်းကိုလာယူရပါတဲ့ကောင်လေးကလည်းဦးလေးကဘာယူမှုလဲဆိုပြီးမေးလိုက်တဲ့အချိန်လေးကငါတဲ့မင်းတို့အိမ်မှာရှိရရွှေတွေလာယူတာပါအဲ့ဒီအချိန်မှာပဲကောင်လေးကမနားလဲသူလို့မေးလိုက်တဲ့အချိန်မှာဦးလေးက APC ကိုဘာလို့မို့လဲဆိုပြီးတော့ဒါအမေလေးဖေးလေးလည်းမယူခိုင်းပါဘူးဆိုပြီး